ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်တရားဓမ္မနဲ့ပတ်သက်ပြီးတိုးတက်ခြင်းလောကကြီးကိုစွန့်ခွာရမယ်လို့အများစုကထင်ကြတယ်လေဒါပေမဲ့အဲ့ဒီအမြင်ကိုလုံးဝပြောင်းပြန်လှန်လိုက်တဲ့အတွေ့တစ်ခုကိုလေ့လာကြည့်ကြအောင်ဒီအမြင်ကဗုဒ္ဓကျမ်းစာတွေကိုလေ့လာနေတဲ့စာရေးသူတယောက်ရဲ့ကိုယ်ပိုင်သုံးသက်ချက်ကနေဒါပါဟုတ်ပါတယ်ဒါကကျွန်တော်တို့အားလုံးလိုကြားဖူးနေကြလက်ခံထားတဲ့ယူဆပဲပေါ့နော်တန်တရားကလွတ်ချင်ရင်လောကီအာယုံတွေကနေထွက်ပြေးရမယ်ရှောင်ရမယ်ဆိုတာမျိုးပေါ့လေဒီနေ့ဆွေးနွေးမှာကဒီချက်ကိုပဲအဓိကထားပြီးကြည့်သွားမှာပါဒါပေမဲ့တစ်ချက်လောက်စဉ်းစားကြည့်အောင်တကယ်လို့များအဲ့ဒီလွတ်မြောက်ရာလမ်းအမှန်ကလောကကြီးကိုစွန့်ခွာတာမဟုတ်ပဲလောကကြီးထဲမှာပဲနေထိုင်ရင်ရှာတွေ့နိုင်တာဆိုရင်ကောဘယ်လိုလုပ်မလဲစိတ်ဝင်စားစရာမကောင်းဘူးလားအဲ့ဒီမေခွန်းကိုမဖြေခင်မှာပေါ့နော်လူအများစုနားလည်ထားတဲ့လူမြောက်ချင်းကိုရှာဖွေအပ်ပေါ်မှာလမ်းကြောင်းအစင်လန်လန်းဟောင်းစွာပါလဲစွာကိုအရင်ဆုံးတစ်ချက်ကြည့်လိုက်ကြရအောင်ဒီမှာမြင်နေရတဲ့အတိုင်းပါပဲဒါတွေကကျွန်တော်တို့စိတ်ထဲမှာဆွဲနေတဲ့ပုံရိပ်တွေပေါ့လောကီကိစ္စတွေကိုကြောခိုင်းပြီးတောတောင်ထက်ကတိတ်ဆိတ်တဲ့တရားရိပ်တာမှာတွားပြီးတရားထိုင်မှလွတ်မြောက်မယ်ဆိုတဲ့အမြင်မျိုးလေးဒါကလက်မှန်တစ်ခုလို့တော့ထင်ရတာပေါ့ဒါပဲတကယ်ပဲဒါဟာတစ်ခုတည်းတော့လမ်းလားဆိုတာကိုအခုစပ်ပြီးစမ်းစစ်ကြည့်ကြရအောင်ကဲအခုပြောပြမယ်ဇလန်းကတော့မူရင်းစာရေးသူကပိဋကကျမ်းစာတွေထဲမှာရှာတွေ့ခဲ့တဲ့တကယ့်ကိုအံ့ဩစရာကောင်းတဲ့ဖြစ်ဖြစ်တစ်ခုပါဒါကကျွန်တော်တို့အရင်ကတိချတာတွေနဲ့တော်တော်လေးကွဲထွက်နေပါတယ်ဒီ timeline ကိုကြည့်လိုက်ပါဇလန်းကဒီလိုဗျာဗုဒ္ဓကတွေ့ရနောက်ဆုံးခရီးစဉ်ကိုထွက်ခွာခဲ့တယ်လမ်းမှာရွာတွေရွာကိုဖြတ်သွားတယ်ဒီအထိတော့ပုံငံမှာပဲဒါပေမဲ့ထူးခြားတာကဒီမှာစတာပဲအဲ့ဒီရွာကလူတော်တော်များများဟာသူနဲ့မတွေ့ခင်ကတည်းကလွတ်မြောက်ပြီးသားအရိယာတွေဖြစ်နေကြတယ်သူတို့ကဗုဒ္ဓကိုအယုသေးပေးတယ်ပြီးတော့ဗုဒ္ဓထွက်သွားတော့သူတို့ရဲ့နေ့စဉ်အလုပ်တွေကိုဘာမှမဖြစ်သလိုပဲအေးဟေးဆေးဆေးပြန်လုပ်ခဲ့ကြတယ်ဒီချက်ကတကယ်ကိုအံ့ဩဖို့ကောင်းတယ်စဉ်းစားကြည့်လေသူတို့မြတ်စွာဘုရားနောက်ကိုမလိုက်သွားကြဘူးရဟန်းဝိတ်ပေးပါလို့လည်းမတောင်းဆိုဘူးသူတို့ရဲ့နေ့စဉ်ဘဝထဲမှာပဲတရားရဲ့အနှစ်သာရကိုအပြည့်အဝပေါင်းဆက်ပြီးနေထိုင်နေကြတာတကယ်ကိုထူးခြားတဲ့အဖြစ်ထက်ပဲအဲ့ဒီဝါသားရဲ့ဇလန်းကကျွန်တော်တို့ကိုအရန်အရေးကြီးတဲ့အချက်တစ်ခုစီကိုခေါ်တော့ပါတယ်အဲ့ဒါကတော့တရားထိုင်တဲ့အလေးအချင်းနဲ့တရားကိုနားလေတဲ့အချင်းနဲ့ဒီနှစ်ခုကြာကကွာခြားချက်ပါပဲဆိုတော့တရားထိုင်တာကစိတ်ရဲ့သဘောကိုမြင်အောင်ကြည့်နိုင်တဲ့အစွမ်းထက်တဲ့ကိရိယာတစ်ခုပါဒါပေမဲ့မူရင်းစာရေးသူသဘောပေါက်ခဲ့တာကအဲ့ဒါဟာကိရိယာတစ်ခုသာဖြစ်တယ်ဆိုတာပါပဲတကယ်လို့မြောက်ချင်းကတမာတိအားကောင်းယုံနဲ့မရပဲအရာရာရဲ့အမှန်တရားကိုနက်နက်နားလေတဲ့ဉာဏ်ပညာနဲ့လာတာပါပြောရရင်တရားထိုင်တာကပန်းတိုင်ကိုသွားတဲ့လမ်းကောင်းတစ်ခုဖြစ်နိုင်ပေမဲ့ပန်းတိုင်ကိုယ်တိုင်တော့မဟုတ်ပါဘူးဒါကစာရေးသူရဲ့ကိုယ်တွေ့အဖြစ်ဖြစ်ဆိုတော့ပိုပြီးရှင်းသွားတယ်သူတရားဖင်းဖင်းထန်ထန်ထိုင်လို့တမာတိအားကောင်းလာတဲ့အခါရလာတဲ့ငိန်ချက်မှုကယာယီပဲဖြစ်နေတယ်လူလောကထဲပြန်ဝင်လိုက်တာနဲ့အဲ့ဒီငိန်ချက်မှုကပျောက်သွားပြီးအရင်လိုစိတ်နှောက်ရှက်တယ်ပြန်ဖြစ်လာရောအဲ့ဒီမှာသူသဘောပေါက်သွားတာကဒါဟာလွတ်မြောက်မှုအစစ်မဟုတ်သေးဘူးဆိုတာပါကဲဒါဆိုရင်တရားထိုင်တာတက်ကိုကြော်လွန်ပြီးတကယ်ခိုင်မဲတဲ့နားလည်မှုကိုဘယ်လိုတိစောင့်မလဲကဲမူရင်းစာရေးသူအဆိုပြုထားတဲ့လမ်းကြောင်းကိုချိလိုက်ကြရအောင်ဒီမှာအဆင့်60နဲ့ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်ဒါခီးစဉ်တစ်ခုလိုပါပဲသစ္စာတရားကိုတီးမြင့်ပြီးသူရဲ့စီကနားထောင်မှနဲ့စတယ်ပြီးအဲ့ဒါကိုကိုယ်တိုင်နားလည်အောင်ကြိုးစားရမယ်နောက်ဆုံးကိုယ့်ရဲ့ကိုယ်ပိုင်ပညာဉာဏ်ဖြစ်စိတ်ထဲမှာခိုင်မာဆွဲထားတဲ့အထိအားထုတ်ရမှာပါဒါဟာနားထောင်ခြင်းကနေကိုယ်ပိုင်သိမြင်ခြင်းစီကူးပြောင်းသွားတဲ့ခီးစဉ်တစ်ခုပါပဲကဲဒီလမ်းစဉ်ရဲ့အစုံမှာရလာမဲ့ရလက်ကဘာဖြစ်မလဲတော်တော်များများထင်တယ်လို့လောကကြီးကိုဆုံးခွာပြီးတယောက်တည်းထိချနေထိုင်တာမျိုးလားမဟုတ်ဘူးဗျလုံးဝဆန့်ကျင်ပဲလောကကြီးနဲ့ပိုပြီးတဟဇာတာဖြစ်စွာပိုပြီးအတိပယ်ရှိနေထိုင်တာပါဒီလိုနားတယ်မှုကကိုသူ့တော်စင်တယောက်ဖြစ်သွားအောင်လုပ်တာမဟုတ်ပါဘူးဒါပေမဲ့ကိုဘဘရဲ့ကန္တာအားလုံးမှာပိုပြီးရှင်းလင်းစွာမြင်တတ်လာစေတယ်အလုတ်မှာရောမိသားစုနဲ့ရောမိတ်ဆွေတွေနဲ့ဆက်ဆံတဲ့အခါမှာရောတန်တရားတွေစိတ်ချုပ်ထွေးမှုတွေကင်းပြီးပိုပြီးတဟဇာတာဖြစ်လာစေပါတယ်ဆိုတော့အကြီးမားဆုံးရှုထောင့်ပြောင်းလဲမှုကဒီမှာပဲပန်းတိုင်ကတရားထူးရတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ထိချဖြစ်နေဖို့မဟုတ်တော့ဘူးကိုသူတော်ဟောပုံစံဖန်နေစရမလို့ပဲဘဝရဲ့အစိပ်ပိုင်းအားလုံးနဲ့တသားကြီးကျသွားဖို့ပါပဲအတားစီပြောက်ပြီးလောကကြီးနဲ့ကထက်တဲ့ဖြစ်သွားတာမျိုးပေါ့နောက်ဆုံးမှာတော့အားလုံးကဒီစကားတစ်ခုတည်းမှာပဲလာပြီးစူးစီးသွားပါတယ်နားလေချင်းတီတာလိုရင်းကျင့်ကြံမှုတွေအလေးအကျင့်နဲ့အားလုံးထက်တကယ်အနှစ်သာရကဒီနားလေမှုပါပဲဒီတော့နောက်ဆုံးအနေနဲ့ဒီမဲကုန်းလေးတစ်ခုနဲ့အဆုံးသတ်လိုက်ပါစေကျွန်တော်တို့ရဲ့ပန်းတိုင်ကိုအလေးချင်းလုပ်ဖို့ရိုးရာဓလေ့တွေကိုလိုက်နာဖို့ချက်နားလည်ဖို့ကိုသာအဓိကဥတီလိုက်မယ်ဆိုရင်
ကိုယ့်ရဲ့နေ့စဉ်ဘဝတွေဘလို့များပြောင်းလဲသွားနိုင်မလဲဒီမေကွန်းလေးကိုပဲစဉ်းစားစရာဖြစ်ထားခဲ့ခြင်းပါတယ်